အဲ့ဆုံးတနေ့လောက်မှာကြတော့ topic ကအဲ့လောက်ကြီးခက်နေပြီဘာလို့အခုကြတော့အဲ့လောက်ကြီးလွယ်သွားတာလဲစဉ်းစားကြည့်အခါမှာရုပ်ဝက်ချက်ရှိနေခဲ့တယ်ပေါ့နော်안녕하세요အားလုံးပဲမင်္ဂလာပါရူမီဖြစ်ပါတယ်ဒီနေ့ဗီဒီယိုမှာတော့ topic စာမေးပွဲမှာအမှတ်မြင့်မြင့်ဘယ်လိုရနိုင်မလဲဘယ်လိုလုပ်လို့ရှိရင် topic စာမေးပွဲလွယ်လွယ်ကူကူနဲ့ဖြေနိုင်မလဲဆိုတာကိုရူမီအတွေ့အကြုံနဲ့ရောပြီးတော့ပြပြပေးသွားပါမယ်အရင်ဆုံး topic စာမေးပွဲမိခွန်းပုံစံကိုကြည့်မယ်ဆိုလို့ရှိရင်ရူမီတို့ listening reading writing ဆိုပြီးတော့မှ skill 3ခုဖြေရတယ်ပေါ့နော် skill တစ်ခုကိုအမှတ်100ဖို့စီစုစုပေါင်းအမှတ်300မှတ်ဖို့ဖြေရပါတယ် listening နဲ့ reading လို့အပုတ်မျိုးကကြတော့ closed ended question type ဖြစ်ပါတယ်အဖြေ ABCD ထဲကတစ်ခုကိုရွေးပါအဲ့တော့အဖြေမှန်က A ဆိုလို့ရှိရင်ကိုက A ကိုရွေးလိုက်နိုင်ရင်အမှတ်ရတယ်ပုတ်50ပါဝင်ပါတယ်အဲ့တော့ပုတ်50စီဖြေရမယ် listening file နားထောင်မယ်အဖြေမှန်ရွေးမယ် reading စာပိုက်ဖတ်မယ်အဖြေမှန်ရွေးမယ်အဲ့တော့ကိုကအပုတ်50လုံးကိုအပုတ်စိတ်ဖြေမှန်ရွေးလိုက်နိုင်တယ်ဆိုလို့ရှိရင်အမှတ်100ရမှာပေါ့နော်ဖြေမှန်သတ်မှတ်ထားပြီးတာကိုကအဖြေမှန်ရွေးလိုက်ရုံပဲအဲ့လို close ended question type ဖြစ်တဲ့အတွက်ကြောင့်မလို့ကိုဒါအမှတ်100ယူချင်တယ်ဆိုလို့ရှိရင်ရအောင်ယူလို့ရတယ်မိခွန်းပုံစံမျိုးဖြစ်ပါတယ် writing မှာကြတော့ရူမီတို့၄ပုတ်ရေးရပါတယ်ထိတ်ဆုံးနှစ်ပုတ်ကတော့နည်းနည်းလွယ်တယ်ပေါ့နော် level 2 3လောက်ရှိလို့ရှိရင်အဲ့အပုတ်ကဖြေနိုင်တယ်ရူမီတို့စာပိုက်လေးပေးထားတယ်အဲ့ထမှာကွက်လက်ကလေးရှိတယ်အဲ့ကွက်လက်ထဲမှာရူမီတို့ကအကြောင်းအရာနဲ့အစီအငေါ်တဲ့အောင်ကွက်လက်ကလေးဖြည့်နိုင်ရင်အဲ့စာကြောင်းကလေးရေးပေးလိုက်နိုင်လို့ရှိရင်ရတယ်ပေါ့နော်အဲ့နှစ်ပုတ်ကအဲ့လောက်ကြီးပြဿနာမရှိဘူးတော်တော်များခက်ကြတာကကြတော့နောက်ထပ်ရေးရတယ်နှစ်ပုတ်ပေါ့နော်တတိယမြောက် writing ကကြတော့ bar graph တွေစစ်တမ်းကောက်ထားတဲ့ data တွေကြည့်ပြီးတော့ report ပုံစံနဲ့စာလုံးရေး300ရေးပေးရပါတယ်ပြီးတော့နောက်ဆုံးအပုတ်ကကြတော့ essay type ပေါ့နော်အကြောင်းအရာတစ်ခုပေးထားတယ်အဲ့အကြောင်းအရာနဲ့ပတ်သက်တဲ့ဖြေပေါ့နော်ဆွေးနွေးချက်အဲ့လိုပုံစံမျိုးကိုအလုံးကြီး900ရေးပေးရတယ် essay type ဖြစ်ပါတယ် writing ကကြတော့open ended question type ဖြစ်တဲ့အတွက်ကြောင့်မလို့အဖြေမှန်ဆိုပြီးလုံးဝဒါဖြေမှမှန်မယ်ဆိုတော့မဟုတ်ဘူးပေါ့နော်ကိုကဒီဘာသာစကားရဲ့ vocabulary grammar context အကြောင်းအရာတွေကိုမှန်မှန်ကန်ကန်အစီအငေါ်တက်အောင်သုံးနိုင်တယ်ကိုယ့်ရဲ့အတွေးတွေကိုရေးပြနိုင်မယ်ဆိုလို့ရှိရင်အမှတ်ကရတယ်ပေါ့နော် writing ကကြတော့ open ended question type ဖြစ်တဲ့အတွက်ကြောင့်မလို့100တော့မရနိုင်ဘူးပေါ့နော်အလွန်ဆုံးရ80ကျော်90ကျော်ထိတော့မှန်းလို့ရပါတယ်ဆိုတော့ဒါက topic 2ရဲ့မိခွန်းပုံစံလေးပေါ့နော်ရူမီကိုတိုင်းလည်း topic စာမေးပွဲကိုထိတ်ဆုံးစားဖြေဖို့အတွက်စာမေးပွဲအတွက်စာလုပ်တုံးကလည်းအရန်ခက်ခဲ့တယ်ပေါ့နော် topic စာမေးပွဲရဘာလို့အဲ့လောက်များခက်ရပါကြောင်းဆိုပြီးတော့လည်းအရန်တွေးရပေါ့နော် reading နဲ့ listening လိုမျိုးကကြတော့ဒီမျိုးနံပါတ်30နောက်ပိုင်းတော့ရောက်လာပြီဆိုလို့ရှင်ခေါင်းလေးပူလာတယ်။ဘာတွေပြောနေမှမသိတော့စာပိုင်းဆိုလို့ရှင်လည်း reading စာပိုင်းဆိုလည်းဖတ်ရတာရှိလာပြီပေါ့ listening ဆိုလို့ရှင်လည်းနားထောင်ရတာအတန်ပိုင်းရှိလာပြီပြီးတော့အဖြေရွေတဲ့အခါကြလို့ရှင်လည်းအဖြေတွေကလေတစ်ခုနဲ့တစ်ခုခက်ဆင်ဆင်လေးလိုမျိုးဖြစ်နေတာမျိုးပေါ့နော်အဲ့တော့ Rumi ကထိတ်ဆုံး topic စာဝင်စဖြေဖို့အတွက်တော့ကျွန်တော်ဘယ်လိုပြင်ခဲ့လဲဆိုမိကွန်ဟောင်းလေးကြီးပဲစတိုက်ဖြေခဲ့တယ်ပေါ့နော်မိကွန်ဟောင်း3စုံလောက်ဖြေကြည့်ပြီးတဲ့အခါမှာနည်းနည်းလေးအာယုံစူးစိုက်နိုင်စွမ်းပို့ပြီးတော့မြင့်လာတယ်ပေါ့နော်ဥပမာနံပါတ်30နောက်ပိုင်းရောက်တာနဲ့ခေါင်းလေးပူပြီးတော့မှအာယုံလည်းမစိုက်နိုင်တော့အဖြေမှန်ရွေးဖို့လည်းအရန်ခက်လာပြီဆိုတဲ့အဆင့်ကနေနံပါတ်35နောက်ပိုင်းရောက်မှအဲ့လိုဖြစ်လာတာမျိုးတဖြည်းဖြည်းနဲ့ဆက်ကျင်တယ်နံပါတ်40နောက်ပိုင်းရောက်မှအာယုံစူးစိုက်မှုကျလာတာမျိုးနောက်ကျရင်45လောက်အထိအာယုံစူးစိုက်နိုင်စွမ်းထိန်းထားနိုင်တာမျိုးအဲ့လိုမျိုးတဖြည်းဖြည်းနဲ့ခေါင်းမပူပဲနဲ့ပေါ့နော်ခေါင်းအေးအေးနဲ့ထားပြီးတော့ကိုယ့်ရဲ့အာယုံစူးစိုက်နိုင်စွမ်းမကြအောင်ထိန်းထားနိုင်တာတဖြည်းဖြည်းနဲ့အချိန်ကြာလာတယ်အဲ့လိုပုံစံနဲ့ကျင့်ခဲ့တယ်ပေါ့နော်မိခွန်းဟောင်းလေးဖြည့်ကြည့်ပြီးတဲ့အခါမှာကိုကဖဲအပုတ်ရောက်လို့ရှိရင်မာတက်တယ်ဘာလို့မာရတာလဲ vocabulary မသိလို့မာတာလားအဲ့ဆို vocabulary ကျက်လိုက်မယ် grammar မသိလို့မာတာလားအဲ့ဆိုဒီ grammar ကိုလေ့ကျင့်လိုက်မယ်ဒါမှမဟုတ်ရင်ဒီအကြောင်းအရာနဲ့လုံးဝမရင်းနှီးလို့မှားတာလား topic အဲ့မေခွန်းမှာပါလာတတ်တဲ့ပုံစံပေါ့နော်အဲ့စာပိုက်တွေနဲ့ပဲရင်းနှီးအောင်မေခွန်းအောင်လေးပို့ပြီးတော့ဖြည့်တာပဲဖြစ်ဖြစ်အဲ့လိုပုံစံနဲ့လေ့ကျင့်ခဲ့တယ်ပေါ့နော်ဒါပေမဲ့တကယ်တော့ခက်တယ်40နောက်ပိုင်းရောက်လာတဲ့အခါမှာလေစာပိုက်တွေကအရန်ရှိလာရင်ဘာပြောချင်နေမှန်းလဲမသိတော့တာမျိုးပေါ့နော်အဲ့လိုဖြစ်တယ်ထိတ်ဆုံး topic အတွက်လေ့လာတဲ့ထိတ်ဆုံးတစ်နှစ်လောက်ကလေအဲ့လောက်ကြီးခက်ခဲ့တယ်ပေါ့နော်ဒါပေမဲ့အခုဆိုရင်လူမီကဒီကိုရီးယားစာပြန်တင်လာတာလဲ4နှစ်ကျော်ထဲရောက်လာပြီ topic ဆောင်ပွဲကိုလည်း3-4ခေါက်လောက်ဖြည့်ထားဖူးတဲ့အတွေ့အကြုံရှိလာပြီ topic ကိုလည်းပြန်တင်နေပြီကျောင်းသားတွေရဲ့အခက်အခဲကဘယ်လိုလဲဆိုတာနားထောင်ပြီးကျောင်းသားတွေနဲ့ထိတွေ့ရင်းနဲ့လောက်ပါများလာတဲ့အခါကျတော့ topic ဆောင်ပွဲက Rumi အတွက်လွယ်လာပြီပေါ့နော်သူ့မေခွန်းပုံစံကိုလည်းမြင်တက်လာပြီဒီနောက်ပိုင်းဆောင်ပွဲဆိုရင်လုံးဝမ
ကြောက်တော့ဘူးပေါ့နော် topic စာမေးပွဲတော်တော်လွယ်ပါလားဆိုရဲအဆင့်ထိရောက်သွားပြီပေါ့နော်အဲ့တော့စဉ်းစားတာပေါ့ငါ topic စာမေးပွဲအတွက်ပြင်တော့ကတော့ထိတ်ဆုံးတစ်နှစ်လောက်မှာကြတော့ topic ကအဲ့လောက်ကြီးခက်နေပြီဘာလို့အခုကြတော့အဲ့လောက်ကြီးထိလွယ်သွားတာလဲစဉ်းစားကြည့်အခါမှာလျှို့ဝှက်ချက်ရှိနေခဲ့တယ်ပေါ့နော်အဲ့ဒါကတော့စာဖတ်တဲ့နှုံးမြန်လာတာပဲဖြစ်ပါတယ်။မမီတို့ကလေဒီစာတစ်ကြောင်းကိုဖတ်လိုက်တဲ့အချိန်မှာဖတ်ပြီးရနဲ့တင်းဆိုပြီးတော့လေအုံနောက်ထဲမှာမီးလေးလင်းသွားလား။အဲ့ဒါဒီစာကြောင်းနားလေလိုက်လားဆိုတာပေါ့နော်။နိုင်ငံခြားဘာသာစကားတစ်ခုလေ့လာရတာဖြစ်တဲ့အတွက်ကြောင့်မလို့စာတစ်ကြောင်းကိုဖတ်ပြီးရနဲ့ခေါင်းထဲမှာတင်းဆိုပြီးချက်ချင်းမီးမလင်းဘူးပြောချင်တာချက်ချင်းနားမလဲသွားဘူး။နည်းနည်း3စက္ကန့်လောက်ဖြစ်4စက္ကန့်လောက်ဖြစ်ဖတ်ပြီးရင်ခေါင်းထဲမှာအတိတ်ပဲသဘောပေါက်သွားဖို့အတွက်အချိန်နည်းနည်းယူရတယ်ပေါ့နော်ဒီတစ်ကြောင်နားလေမှာနောက်တစ်ကြောင်ကိုဆက်ဖတ်တဲ့အခါမှာအချိတ်အဆက်မိမိနဲ့အော်ဒါဘာကိုပြောချင်နေရလဲဆိုတော့သဘောပေါက်တာပေါ့နော်အဲ့တော့စာတစ်ကြောင်ဖတ်ပြီးနည်းနည်းလေးကြာမှတင်းနောက်တစ်ကြောင်ဖတ်ပြီးနည်းနည်းလေးကြာမှတင်းပြီးနောက်တစ်ကြောင်ဖတ်ပြီးနည်းနည်းလေးကြာမှတင်းအဲ့လိုလေးဖြစ်တယ်ပေါ့နော်အဲ့တော့စာဖတ်တဲ့နှုံမြန်လာတယ်ဆိုတာကတစ်ကြောင်ဖတ်ပဲနဲ့တင်းစတိုက်တင်း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 ဆိုပြီးတော့နောက်ထပ်မှာမီးလေးလင်းသွားတာပေါ့နော်အဲ့လိုမျိုးအရှိန်မြန်လာတဲ့အခါမှာဒီစာပိုက်ရဲ့ဆိုလိုရင်းသဘောပေါက်သွားတယ်အချိန်မြန်အတွင်းမှာမြင်သွားတယ်ပေါ့နော်ဒီစာပိုက်ရာဘာကိုပြောချင်နေရလဲဆိုတော့အဲ့တော့အဖြေမှန်ရွေးတဲ့အခါမှာပို့ပြီးတော့လွယ်သွားတာမျိုးပေါ့နော် listening ဆိုလို့ရှိရင်လည်း listening file နားထောင်ပြီးတော့မှစာကြောင်း၄ကြောင်းနဲ့ကမှန်တဲ့တစ်ကြောင်းရွေးရတယ်အဲ့တော့အဲ့စာကြောင်း၄ကြောင်းကိုအတန်ဖိုင်မလာခင်ကတည်းကမြန်ဖတ်ထားလိုက်လို့ရှိရင်အတန်ဖိုင်မှာဘာအကြောင်းရလာမှာလဲဆိုတာကြိုပြီးတော့ခက်မှန်ထားလို့လည်းရတယ်လို့အတန်ဖိုင်နားထောင်နေနဲ့တခါတည်းမှန်တဲ့အပုတ်ဆိုရင်တန်းပြီးတော့ရွေးလိုက်လို့ရတယ်မှားတဲ့အပုတ်ဆိုတန်းပြီးတော့ချစ်ထုတ်လိုက်လို့ရတယ်ပေါ့နော်အဲ့တော့စာဖတ်တာမြန်ဖို့က reading မှာကော listening မှာကောတော်တော်လေးအရေးကြီးတဲ့အပိုင်းမှာပါနေတာပေါ့နော်ဆိုတော့စာဖတ်မြန်ဖို့ဘယ်လိုလုပ်ကြမလဲအဓိကအခြေခံအကြဆုံးကတော့ vocabulary သိရမယ် grammar သိရမယ်စာကြောင်းဖွဲ့စည်းတည်ဆောက်မှုပုံစံနဲ့ရင်းနှီးနေရမယ်ပေါ့နော်အဲ့ဒါကြောင့်မလို့ topic 2ဖြည့်တယ်ဆိုလို့ရှိရင်အဓိက baseline က level 4လောက်ရှိနေလို့ရှိရင်တော့အဆင်ပြေရပေါ့နော် level 4လောက်ရှိတယ်ဆိုတာကအချိန်အတိုင်းအတာတစ်ခုထိတော့ကိုရီးယားစာကြောင်းတွေဖတ်ခဲ့ဖူးတယ်မြင်ဖူးတယ်ရေးဖူးတယ်ဆိုရအဆင့်ဖြစ်တဲ့အတွက်ကြောင့်မို့လို့ပေါ့နော်ဒါမဲ့လည်းအဲ့ဒါကလည်းခက်သေးတယ် level 4လောက်ရှိတိုင်းလဲtopic ကလွယ်နေမှာတော့မဟုတ်ဘူးပေါ့နော်ရီမီတို့ဒီကိုရီးယားစာပိုက်တွေအများကြီးဖတ်ကျင့်ရှိထားမယ်စာဖတ်တာမြန်နေရမယ်ခုနကရီပြောသလိုပဲခေါင်းထဲမှာတကြောင်ဖတ်လိုက်တာနဲ့တင်း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 စတိုင်းအဲ့လိုဖြစ်သွားနေရမယ်ပေါ့နော်ဖတ်လိုက်တာနဲ့နားလည်နေရမယ်ခါကြရင်ရှိရလေဒီစာပိုက်ကိုဖတ်လိုက်ပြီမဲ့နားမလည်လိုက်ဘူးပြောစင်တာ reading is not reading ဖြစ်နေတဲ့ပုံစံမျိုးပေါ့နော်ရီမီလည်းစစချင်းတော့စာဖတ်တာနေရပေါ့နော်မြန်မာစာဖတ်တာလောက်တော့ဘလို့မှမမြန်ဘူးဒါမဲ့ရီမီဒီ net တွေထဲမှာတော့စာဖတ်တဲ့ speed ကတော်တော်လေးတက်လာတယ်ပေါ့နော်စာဖတ်မြန်အောင်လေ့ကျင့်နေဆိုတာရီမီတို့ဒီ keyboard typing ရိုက်လေ့ကျင့်တာနဲ့ပုံစံခက်စင်ပဲပြောလို့ရှင်လေရောဘတို့ keyboard typing ရိုက်ကျင့်ဘူးလားမသိဘူးစချင်းကျင့်ချင်းဆိုလို့ရှင်ဟလားဘယ်စာလုံးကဘယ်လက်ကွက်မှာရှိလဲဆိုတာမသိဘူးလေစာတစ်လုံးလေးရိုက်ဖို့အရေးကိုကြာပဲလက်ခွဲပင်တော့မှလဲဆိုတာစဉ်းစားနေရအဲ့တော့ထိတ်ဆုံးဆိုရင်နောမှုทับตับဖဲစာပိုက်ရှည်ကြီးတွေမြင်လေအသက်ရှူပဲကြက်ချင်လားတလို့လို့ထွက်ပဲပြေးချင်လားတလို့လို့ပေါ့အဲ့လိုဖြစ်တယ်ပေါ့နော်အဲ့တော့စာရိုက်ကျင့်တာလဲလို့မျိုးကျင့်ပါများလို့ရှင်ဘယ်နေရာမှာဘာစာလုံးရှိလဲဆိုတာမှတ်မိလာပြီးတော့လက်ကွက်မြန်လာတယ်လို့ပေါ့နော်ဖတ်တာများလာလို့ရှင်လေတဖြည်းဖြည်းနဲ့စာဖတ်တဲ့အချိန်ကမြန်လာတယ်ရူမီယာကြတော့ဘယ်လိုလုပ်စာဖတ်မြန်လာလဲဆိုရင်ကြတော့ကျောင်းမှာစာတွေအရန်ဖတ်ရလို့စာဖတ်မြန်လာတာပဲဖြစ်ပါတယ်စစချင်းတော့ဆိုလို့ရှိရင်လေဒီဖတ်စာအုပ်ရဲ့ထိတ်ဆုံးတမျက်နှာလေးဖတ်ဖို့အယူမိနစ်30လောက်အချိန်ယူလိုက်ရမျိုးစာကလည်းခတ်တယ်ပေါ့နော်ဆရာတွေကစာမျက်နှာဘလောက်ကနေဘလောက်ထိဖတ်လာခဲ့နောက်နေ့အတန်းထဲမှာဆွေးနွေးမယ်ပေါ့အဲကြရင်မဖတ်လို့မရတော့လေအဲ့လိုအခြေအနေမျိုးဆိုရင်ဖတ်မှပဲအတန်းထဲမှာဆရာမေးရဖြေနိုင်တော့မှဖြစ်တဲ့ကြောင့်မလို့မဖတ်ချင်လည်းဖတ်ရတယ်အဲ့လိုအတင်းဖတ်ရင်နဲ့ semester တစ်ခုပြီးရင်စာပတ်တဲ့အချိန်ကတက်လာတယ် semester နောက်တစ်ခုပြီးစာပတ်ချင်တက်လာတယ် Romero မိကြကြောင့်စာအရန်ဖတ်ရတယ်စာအရန်ရေးရတာဖြစ်တဲ့အတွက်ကြောင့်မို့လို့တဖြည်းဖြည်းနဲ့မတက်ပဲကိုမနေနိုင်တဲ့ပုံစံမျိုးပေါ့နော်အဲ့လိုမျိုး Rumi လဲစာတွေဖတ်လိုက်စာတွေရေးလိုက်လောက်လာတာနှစ်နှစ်3နှစ်ထဲဝင်လာပြီဖြစ်တဲ့အတွက်ကြောင့်မို့လို့စာဖတ်တဲ့အချိန်ကတော်တော်လေးတက်လာတဲ့အခါမှာ topic စာကိုပြန်သွားကြည့်လိုက်တဲ့အခါမှာခေါင်းထဲမှာဇက်တိုင်းတ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 င်းဆိုပြီးမိတွေလင်းသွားတာပေါ့နော်ဖတ်လိုက်တာနဲ့တန်းနားလဲသွားပြီးတော့မှအဖြေမှန်တန်းပြီးတော့ရွေးနိုင်နေရမျိုးပေါ့အဲ့အတွက်ကြောင့်မလို့စာဖတ်မြန်အောင်လေ့ကျင့်ထားပါပေါ့နော်အဲ့ဒါ reading writing listening အတွက်အကုန်အကျိုးရှိရပေါ့နော် writing ကလည်းပဲပြောလို့ရှိရင်စာကောင်းကောင်းရေးနိုင်ဖို့ဆိုတာလေစာများများဖတ်ထားတာနဲ့ဓာတ်ရိုက်မဟုတ်တော့မှတွေ့ဝိုက်ပြီးတော့စက်နွယ်မှုရှိရပေါ့နော်စာများများဖတ်ထားမှစာကောင်းကောင်းတစ်ပုဒ်
ခိုင်မာတဲ့စာကြောင်းတစ်ကြောင်းတည်ဆောက်တယ်ဆိုတာဘယ်လိုမျိုးလဲဆိုတာကိုစာဖတ်တာနည်းတစ်ဆင့်ပဲသိနိုင်မှာပေါ့နော်အဲ့တော့ input ရှိထားမှာ output ထုတ်နိုင်မှာဖြစ်တဲ့အတွက်ကြောင့်မလို့များများလေးဖတ်ဖို့လိုတယ်ပေါ့နော်စာဖတ်တာမြန်အောင်လေ့ကျင့်မယ်ဆိုရင်တော့နေ့တိုင်းတစ်ရက်ကိုမိနစ်20လောက်ကတော့ဆက်စချင်မှာတော့ 너무 답답해အရန်မွန်းချက်တယ်ပေါ့နော်ဘယ်လောက်မှလည်းနားမလည်လိုက်ဘူးပေါ့စာကြောင်းလေးတစ်ကြောင်းနားလည်ဖို့စာပိုက်လေးတစ်ပိုက်နားလည်ဖို့မိနစ်30လောက်အချိန်ယူနေရတယ်အရန်ကိုစိတ်မရှိတော့ဘူးဆက်စချင်တော့အဲ့လိုဖြစ်မှာပဲပေါ့နော်ဒါပေမဲ့ကိုကအဲ့နည်းနည်းမွန်းချက်စရာကောင်းတဲ့ကာလလေးကိုခဏလေးပဲတီးခန့်ပြောပေါ့နော်နေ့တိုင်းလောက်ပါများသွားလို့ရှင်လေကိုတော်မတီးလိုက်တဲ့အချိန်မှာနည်းနည်းချောမွေ့မွေ့လေးဖြစ်လာလိမ့်မယ်ပေါ့နော်တရက်ထက်တရက်တလားထက်တလားတစ်နှစ်ထက်တစ်နှစ်ပေါ့နော်အဲ့တော့စာဖတ်မြန်ဖို့က topic မှာအမှတ်ကောင်းကောင်းရတာနဲ့ဆက်နွယ်မှုရှိတယ်ဆိုတာလေးပါလို့စာတွေဖတ်ရမလဲဆိုရင်တော့ဖတ်စရာစာတွေကတော့များပါတယ်တွေးသမျှစာတွေအကုန်လိုက်ဖတ်ချင်လဲရတယ်တမယိုးကြားစာဖတ်တာကိုလေ့ကျင့်ချင်တယ်ဆိုလို့ရှိရင်တော့ Yonsei reading book ကနေစပြီးတော့ဖတ်ကြည့်ပေါ့နော်သူကလည်း level 1 2 3 4 5 6ဆိုပြီးတော့ level alike reading book လေးတွေထုတ်ထားပေးတာဖြစ်တဲ့အတွက်ကြောင့်မလို့ကိုကအခု level 3ဆိုရင် level 3 reading book လေးဖတ်ကြည့်ပေါ့ topic အတွက်ပြင်နေပြီဆိုရင်တော့ level 4 reading book ကနေဖတ်ကြည့်ပေါ့နော် level 4 5 6ဆိုရင်ဖတ်စရာ3အုပ်တောင်ရှိရအဲ့လိုမျိုးလေးတွေဖတ်ကြည့်ပါကိုရီးယားပုံမြင်စာအုပ်လေးတွေဝတ္ထုစာအုပ်လေးတွေရှာပြီးတော့မှဖတ်ကြည့်ပေါ့နော်အဲ့ဆိုတဖြည်းဖြည်းနဲ့မြန်လာလိမ့်မယ်အနည်းဆုံးတစ်ရက်ကိုမိနစ်20 30လောက်တော့အချိန်ပေးသင့်တယ်လို့မြင်တယ်ပေါ့နော်စစချင်းကတော့အရင်မွန်ချက်စရာကောင်းပေမဲ့တဖြည်းဖြည်းချင်းနဲ့ချောမွေ့လာမှာပါစာဖတ်တာလေဆိုရင်ဒီနေ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲအားလုံးဗီဒီယိုအဆုံးထိကြည့်ပြီးလို့ကျေးဇူးတင်ပါတယ်topic အမှတ်မြင့်မြင့်ရဖို့စူးစမ်းနေတဲ့လူတွေအတွက်လည်းဒီဗီဒီယိုလေးကနည်းနည်းလေးပဲဖြစ်အထောက်အကူဖြစ်သွားရင်ကောင်းမယ်ပေါ့နော်အားလုံး topic အမှတ်မြင့်မြင့်ရကြပါစေ bye bye